မြန်မာနိုင်ငံအတွင်းအင်အားပြင်းငလင်လောက်ခတ်ခဲ့တာကြောင့်လူပေါင်းထောင်နဲ့ချီသေဆုံးခဲ့ပြီးအိုးအိမ်ပေါင်းများစွာပျက်စီးခဲ့ရပါတယ်။ငလင်ဖြစ်ပြီး၄ရက်ကျော်တဲ့အထိစစ်တပ်ရဲ့ကယ်ဆယ်ရေးတွေကိုတိတိပပမမြင်တွေ့ရသလို၎င်းတို့ရုံးဆက်ရာနေပြည်တော်မှာလည်းကယ်ဆယ်ရေးလုပ်နိုင်တာကိုမတွေ့ရပါဘူး။ငလင်ဖြစ်ပြီး48နာရီကျော်ပြီးတဲ့နောက်မှာနိုင်ငံတကာကကယ်ဆယ်ရေးတွေဟာမန္တလေးကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။ငလင်ဖြစ်ပြီးနောက်ကယ်ဆယ်ရေးကိုအဓိကလှုပ်ဆောင်နေကြသူတွေဟာဒေတာရင်းပရဟိတများနဲ့ပြည်သူချင်းချင်းကသာကယ်ဆယ်ရေးလှုပ်ဆောင်နေကြရတာပါစစ်ကောင်းဆောင်ကတော့ငလင်ဘေးသင့်ရာနေရာတွေမှာဓာတ်ပုံပတ်ရိုက်ပြီး၎င်းတို့ပဲကုညီကယ်ဆယ်တော့မလို့နဲ့ပြည်သူချင်းချင်းကသာကယ်ဆယ်နေရကြောင်းဒေသခံတွေကပြောပါတယ်စစ်တပ်ရဲ့ကယ်ဆယ်ရေးကိုခုထိမတွေ့ရသေးပါဘူးနိုင်ငံတကာကယ်ဆယ်ရေးတွေကလည်း Sky Villa မှာပဲပြုံနေကြတာခုထိကယ်ဆယ်ရေးမရောက်သေးတဲ့နေရာတွေအများကြီးကျန်သေးတယ်အထက်မှာပြိမိသူတွေလည်းရှိသေးတယ်လို့ဒေသခံတဦးက AMIG ကိုပြောပါတယ်စစ်တပ်ကကယ်ဆယ်ရေးကိုတိတိပပမလုပ်နိုင်သလိုကယ်ဆယ်ရေးလုပ်ငန်းတွေမှာနာမည်ကြီးတဲ့ထိုင်ဝမ်နိုင်ငံကယ်ဆယ်ရေးကိုလည်းဝင်ခွင့်မပြုခဲ့ပါဘူးစစ်တပ်ဝင်ခွင့်ပေးခဲ့တဲ့နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေဟာလည်းငလင်ဘေးသင့်ရာနေရာကိုချက်ချင်းတွားရောက်တာမျိုးမရှိဘဲတရက်ကြာမှကယ်ဆယ်ရေးတွေကိုစတင်နေကြတာပါတော်လှန်ရေးအဖွဲ့အစည်းများနဲ့ပြည်သူများကလည်းနိုင်ငံတကာကပေးတဲ့အကူအညီတွေဟာငလင်ဘေးသင့်ပြည်သူတွေထံကိုဓာတ်ရိုက်မရောက်ရှိမှာကိုစိုးရိမ်နေကြရတာပါမန္တလေးစကိုင်းပဲခူးတောင်ငူအစရှိတဲ့ငလင်ဘေးသင့်တဲ့နေရာတွေမှာယခုအချိန်ထိပိတ်မိသေဆုံးသူတွေပျောက်ဆုံးသူတွေဟာအများအပြားရှိနေပါတယ်စစ်တပ်ကတော့ငလင်ဘေးသင့်နေချိန်မှာအရပ်သားတွေနေထိုင်ရာနေရာတွေကိုလည်းနေ့စဉ်ဘုံကျဲတိုက်ခိုက်တာတွေကိုဆက်လက်လှုပ်ဆောင်နေပါတယ်